မအောင်မြင်တော့ဘူးလားငါရှုံးနေတော့မှလားဆိုပြီးတော့လုံးဝလက်လျှော့လိုက်လို့မရပါဘူးရှုံးလေလေယုံလေလေလဲလေလေထလေလေစူးစမ်းနေတဲ့သူတယောက်အတွက်စူးစမ်းမှုရဲ့နောက်ွယ်မှာအခက်ခဲတွေအတားအဆီးတွေကမကြာခဏကြုံတွေ့ရမှာပဲဖြစ်ပါတယ်အခက်ခဲအတားအဆီးတွေဆိုတာကကိုကမြစ်ပင်လေကြီးကိုတော့ဖြတ်ချင်တယ်ရေလိုင်းတွေလှိုင်းနေတန်းတွေကိုကြောက်လို့မရပါဘူးအောင်မြင်သူတွေရဲ့နောက်ွယ်မှာအခက်ခဲအတားအဆီးတွေကကြော်ဖြတ်နေရတာကိုတယောက်တည်းမဟုတ်ပါဘူးဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာလည်းအခက်ခဲတွေအတားအဆီးတွေနဲ့ကြုံတွေ့နေရမယ်ဆိုရင်ကိုကရှုံးလေလေယုံလေလေလဲလေလေထလေလေကိုယ့်ရဲ့စိတ်ဓာတ်ကိုလဲကြမသွားပဲနဲ့ငါဒီနေရာကနေရုံးထားနိုင်ဖို့လိုအပ်တယ်ဒီနေရာကနေပြီးဆုံးသွားလို့လည်းရတာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြီးလဲကြရအနေထဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ဘဝမှာအောင်မြင်မှုခက်ခဲတွေရဲ့အတိမ်အနက်ကိုလိုက်ပြီးစူးစမ်းရုန်းကန်ပြီးတော့ကိုယ့်ရဲ့ဘဝကိုရှေ့ဆက်နိုင်ဖို့အရေးကြီးပါတယ်ကျေးဇူးတင်ပါတယ်